ရှင်တွေကကို့ကိုမှရွေးပြီးဘာလို့ကြိုက်တာလဲမိတ်ဆွေတို့တကားတလေမှခံစားဘူးလားကို့တငယ်ချင်းတွေအတိမိတ်ဆွေတွေနဲ့အတူထိုင်နေချိန်မှာရှင်တွေကကို့ကိုမှရွေးပြီးပိုကြိုက်တာပေါ့ဘာကြောင့်ရွေးကြိုက်ခံရလဲဆိုတာကိုပြောပြမယ်နော်ရှင်တွေကလူတွေရှူထုတ်လိုက်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်ကိုအနံ့ခံနိုင်ကြတယ်တာမန်ထက်ကာဗွန်ဒိုင်အောက်ဆိုက်ပိုထုတ်တဲ့သူတွေကတော့အရွယ်ရောက်ပြီးသားသူတွေကိုဝင်ဆောင်တဲ့တွေနဲ့လေ့ကျင့်ခန်းလုပ်ထားတဲ့လူတွေပဲဖြစ်ပါတယ်ဒါကြောင့်လေရှူထုတ်တာပိုများတဲ့သူတွေကခြင်တွေရဲ့ပြတ်မှတ်ဖြစ်လာတာပေါ့နောက်ခန္ဓာကိုယ်အပူချိန်များပြီးတော့ချွေးပိုထွက်တဲ့သူတွေကိုလည်းခြင်တွေကပိုကြိုက်ကြပါတယ်အဲ့လိုလူတွေကို warm bodies လို့ခေါ်ကြပါတယ်ချွေးမှာပါတဲ့ lactic acid နဲ့အမိုးနီးယားကခြင်တွေကိုဆွဲဆောင်တာပါနောက်တစ်ချက်ကတော့သွေးအမျိုးအစားပါမိတ်ဆွေတို့ကြားဘူးမှာပါအိုသွေးသမားကိုခြင်ကပိုကြိုက်တယ်ဆိုပြီးတော့ပေါ့တကယ်တော့သွေးအမျိုးအစားကအဓိကအချက်မဟုတ်ပါဘူးသွေးအမျိုးအစားထက်မိတ်ဆွေဝတ်တဲ့အင်ဂျီရောင်ကပိုပြီးတော့မှစကားပြောပါတယ်ဥပမာအနက်ရောင်အနီရောင်နက်ပြာရောင်စတဲ့အယောင်ရင့်ဝတ်တဲ့လူတွေကိုခြင်တွေကပိုပြီးကြိုက်ပါတယ်ဒါကြောင့်ကိုဝတ်တဲ့အဝတ်အစားအယောင်နဲ့လည်းဆိုင်ပါတယ်ဒါတွေကတော့ခြင်တွေဘာကြောင့်ပိုကြိုက်လဲဆိုတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်နားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်